ဆိုရင်တို့ဒီမှာစစ်လေးလိုအပ်တဲ့ပစ္စည်းစစ်လေးပေါ့နော်ဒီစစ်လေးကိုပဲတုံးထားတယ်သူအယောင်တူလေးပေါ့နော်ငွေစစ်တော့မတုံးတော့ဒီစစ်လေးပဲတုံးထားတယ်ဒီစစ်လေးရှိမယ်ပြီးတော့ဒီကောင်လေးအဆွေသားလေး6လက်မပြားလေးအရှည်လေးတွေ3လက်မပြားပေါ့နော်အရှည်က6လက်မအားလေးတွေပြီးတော့ကျဲစည်းကွင်းလေးတွေဒါကပ်ပစ္စက်တွေကတော့တို့တွေစုံသွားပြီကုတ်ဖက်တွေလည်းချုပ်ပြီးသွားပြီဆိုတော့အဲဆိုရင်ဒါလေးခဏထားထားမယ်ပြီးတော့ကိုရဲရီတို့တွေကြိုင်မယ်နော်တစ်စင်ချင်းကြိုင်နော်တလားဟိုတစ်စင်ချင်းကြိုင်လောက်ကလည်းလွယ်တယ်ချုပ်ကလည်းမြင်တယ်ပြီးသွားပြီဆိုရင်တို့ဒီမှာတစ်ချက်ကြည့်မယ်နော်နောက်ချမ်းထောက်လေးတွေကိုအရင်ဆုံးချုပ်ပြမယ်ဒီမှာနောက်ချမ်းထောက်လေးတွေတို့ဒီမှာအများကြီးမလိမ့်ခဲ့ဘူးနည်းနည်းလေးပဲလိမ့်ခဲ့တယ်လိမ့်ခဲ့တဲ့အတိုင်းပဲချုပ်ပြမယ်နော်အခုလိုမျိုးချုပ်တယ်ကိုကမနိုင်ဘူးလက်မနိုင်ဘူးဆိုရင်တော့ကိုကပင်အလေးထိမ့်ပြီးတော့ချုပ်ပေါ့နော်လက်နိုင်တယ်ဆိုရင်တော့ကိုကြိုက်တယ်ချုပ်လို့ရပါတယ်ပြီးသွားပြီဆိုရင်တို့ဒီကောင်လည်းအခုလိုမျိုးပဲအပေါ်လည်းအဲ့လိုမျိုးချုပ်ချမယ်နော်အချုံလေးပဲဆင်းမယ်နော်လက်မိုးလေးပဲဒီအဆုံးသက်မှာတို့ရတက်ကက်မတုပ်ဘူးနော်တလားလက်မိုးဆွဲချပါမယ်ဆွဲချပြီးတော့ဒါလေးကိုဒီလက်မိုးလေးထောင်မယ်ဒီလက်မျိုးလေးတို့ရချုပ်ပါမယ်sorry ဒီလက်မိုးလေးတက်ဘူတုံးလေးထုံမယ်ပြီးရင်ပိုတဲ့ဟာလေးကိုတို့ရညှက်ထောက်ပါနော်အခုဒီပုံစံလေးတိုင်းပဲချုပ်မယ်နောက်တစ်ဖက်အောင်လဲโอเคဆိုဒီကောင်လည်းအခုလိုမျိုးဆန္ဒလိုမျိုးပဲချုပ်ချပါမယ်ဒီမှာဒီခြုံလေးဆိုလဲအခြုံလေးနေရာကိုတို့ရသွားမယ်ရှေ့လိုမျိုးလေးနော်အနားရောက်မှ꿰ပြီးတော့သွားလိုက်တာမျိုးမလုပ်နဲ့နော်အဲ့လိုလုပ်တဲ့ခါကျရင်တောက်ကြီးရဖောင်းလာပါဖြစ်တတ်တယ်နော်ဒီလိုမျိုးချုပ်ချပြီးတော့ခါကျရင်ဒီလိုမျိုးလေးပူတုံးလေးထုံမယ်ဒီနားမှာတက်ကင်လုံးဝမတုံနော်တက်ကင်တုတ်တဲ့ခါကျရင်တောက်တွေကဖောင်းရင်ဖြစ်တတ်တယ်အားလေးကိုသတိထားမယ်နောက်ပြီးတော့တို့တလမလောက်ချန်မြညှက်ချအခုဒီပုံစံလေးဖြစ်သွားပြီဒါလေးပြီးတော့မြို့ကိုတိုက်လိုက်ရင်လုံးဝတောက်လေးရလှပနေပြီနော်โอเคဆိုရင်တို့ဒါလေးကိုမီးဘူးလေးတိုက်မယ်နော်အရင်ဆုံးတို့တွေမလားဘက်ကအရင်တိုက်မယ်သူ့လဲတဲ့ခါကျရင်ဘယ်ဘက်လဲမလို့ဒီ site ဆင်းဘက်ကိုလဲမယ်နော်စန္ဒဘက်ကိုမလဲဘူးเนาะဒါစန္ဒဘက်လို့ခေါ်တယ်ဒီ line ကိုကြတော့ဒါကောင်ကြတော့ site ဆင်းပါเนาะဒီဘက်ချမ်းကိုတို့တွေလဲမယ်เนาะအဲ့ဘက်ချမ်းကိုလဲမှာဖြစ်တဲ့ကြောင့်အရင်ဆုံးကိုလဲမဲ့ဘက်ကိုအရင်ဆုံးစပြီးတော့တိုက်ကြမယ်เนาะလဲမဲ့ဘက်ကိုစတိုက်ကြတယ်ပြီးသွားတဲ့ခါကျမှတို့တွေအဲ့ကိုလဲမဲ့ဘက်ကိုလဲချလိုက်မှာတခါတယ်เนาะကုလမော်လေးလဲချလိုက်မယ်လဲချပြီးပါမီးဘူးလေးနဲ့ကြောက်ပြားလေးနဲ့တို့တွေပေါ့မယ်ပြီးသွားရင်ဒီဘက်အလှဘက်ကမျိုးပြန်ပြီးတော့တိုင်မယ်โอเคအခုလိုတိုက်ပြီးသွားဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပြီเนาะဘာမှဖောင်းနေရလည်းမရှိဘူးထောင်းနေရလည်းမရှိဘူးတို့တွေဒီတိုင်းလေးပဲထားမယ်ဒီမှာတွေ့ရတကောင်လေးတွေထောင်းနေတွေ့ရသူထောင်းနေအတိုင်းပဲထားလိုက်ပြီးတော့မဖြေနဲ့ကွာဒီနေရာကိုတိုက်ချင်တယ်မလားဆိုဒီဘက်ချမ်းလှုပ်လိုက်နော်ဒီဘက်ချမ်းလည်းကွာတိုက်ချင်တယ်ဆိုရင်ဒီလိုမျိုးလေးလှုပ်လိုက်ဒါကဘာကြောင့်ဒီလိုမျိုးထောင်းတာလဲဆိုတော့ခါရှိတ်ချောင်းရှိရတဲ့ကြောင့်နော်တကယ်လို့ဒီဘက်ကိုကွာတိုက်ချင်တယ်ဆိုရင်သူ့ဘက်ကိုပြန်ပြီးတော့ထောင်းပြီးထားလိုက်ခါရှိတ်ချောင်းရှိရတဲ့ကြောင့်သူအဲ့လိုမျိုးလေးထောင်းတယ်နော်ဒါကိုကိုရဲ့လိုက်မဖြေနဲ့နော်အားလေးရှိတယ်ပြီးသွားဆိုရင်တို့ဘာလုပ်မလဲဆိုတော့ဒီမှာတစ်ချက်ကြည့်မယ်ဘောတုံးကပြီးမှခောက်မှာနော်တွေ့ပြီးမှဒီကောင်ဆိုလဲအဲ့တိုင်းပဲဒီမှာဒါလေးကိုလည်းတို့လှဲမဲ့ဘက်ကိုအရင်ဆုံးမီးဘူးလေးချိုးထားလိုက်မယ်နော်ပြီးသွားဆိုမှတို့ပြန်ပြီးတော့ကိုလှဲမဲ့ဘက်ကိုလှဲချလိုက်မယ်လဲပြီးသွားဆိုရင်ဒီကောင်လေးနဲ့ဖိလိုက်ဆိုပြားသွားပြီဆိုရင်ဒီမှာဒီဘက်ကပြန်ပြီးတော့ဖိမယ်ဒီတစ်သားကလပ်ပါလေးကလေတစ်သားမီးဘူးလေးကမရှိဘူးဆိုရင်ကိုကတစ်သားချောင်းနဲ့ပုတ်လဲရရနော်တလားတစ်သားချောင်းလေးကိုချောချောလေးလှုပ်ထားပြီးပုတ်လဲရတယ်ဒါရှိမှမဟုတ်ဘူးနော်ဒါကြတော့ဒိုင်းလေးပုတ်တဲ့ခါကျအသားတည်သွားအောင်ပြန်ပြီးကြွတ်တက်မလာတော့ဘူးโอเคအခုလိုမျိုးလေးလိမ့်မယ်တိုင်မယ်ဒါဆိုလဲအဲ့တိုင်းပဲဒီဘက်ကိုကိုကတိုင်မယ်ဆိုရင်ဒါလေးကိုကဖောင်းမိထားလိုက်သူပိတ်ကြောတိုင်းပဲရှိပါစေเนาะအဲ့တိုင်းပဲဒီဘက်ကိုကိုကတိုက်ချင်တယ်ဆိုလဲဒါလေးကိုတို့ရ
နော်အဲ့ဆိုရင်ဒီပုံစံလေးပြီးသွားပြီအဲ့ဆိုရင်နောက်ချမ်းဒီကိုတိုင်လို့ပြီးပါပြီအဲ့ဆိုရှေ့ချမ်းချုပ်တဲ့ဘိုင်းလေးကိုသွားကြမယ်နော်